Maria 姑娘ရဲ့စွမ်းဆောင်မှုတွေကဆိုရင်တော့ကျွန်တော်ကိုအားတက်စေတွားတယ်ဆိုပြီးတော့ပြောလာတယ်ဗလာစီနီပြန်အန်ဆောလော်တီအားလုံးပဲမင်္ဂလာပါဗျာ Football and Family မှာနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါမနေ့ကရှင်ပြန်ကစားခဲ့တဲ့ပွဲမှာဆိုရင်တော့ Maria 姑娘ပြသခဲ့တဲ့ခြေစွမ်းတွေကြောင့်ဗလာစီနီပြန်အန်ဆောလော်တီကဆိုရင်တော့ယခုလိုမျိုးပဲချီကျူစကားပြောဆိုတွားတယ်ဗျာကျွန်တော်တို့姑娘ရဲ့အရေးချင်းတွေပေါ့ဘယ်တော့မှတန်တရားမရှိခဲ့ပါဘူးသူကတကယ်ကိုပဲကစားသမားကောင်းတစ်ယောက်ပါဒါပေမဲ့မင်းညံပွဲမှာသူပြသခဲ့တဲ့ခြေစွမ်းတွေကတော့ကျွန်တော်တို့တွေသူ့စီကနေအကောင်းဆုံးပုံစံမျိုးကိုမြင်တွေ့ဖို့အတွက်ကြံရှိနေသေးတယ်ဆိုတာတီးပေးလိုက်တယ်လို့ပါပဲကျွန်တော်ကိုအထင်ကြီးဆုံးဖြစ်စေခဲ့တာကသူတွင်းယူသွားတဲ့ဂိုးတွေမကပါဘူးဘောလုံးရတိုင်းမှာသူပြသခဲ့တဲ့ယုံကြည်မှုတွေလှုပ်ရှားမှုတွေနဲ့သူ့ရဲ့ပင်ကိုယ်စရိုက်တွေကြောင့်လည်းဖြစ်ပါတယ်အကယ်၍သူဒါဒီတိုင်းဆက်ပြီးတော့ကစားနိုင်မယ်ဆိုရင်တော့ကွက်တိကြတဲ့အချိန်မျိုးမှာပဲသူ့ရဲ့ကစားသမားဘဝနောက်ထပ်အစင်တန်းတစ်ခုကိုရှာဖွေတွေ့ရှိတွားတာမျိုးဖြစ်နိုင်ပါတယ်ဆိုပြီးတော့အန်စလိုလော်တီယာဆိုရင်တော့မက်ရီယာကူညာနဲ့ပတ်သက်ပြီးတော့ယခုလိုမျိုးပဲချီကျူကန်ဖွင့်သွားတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်ဗျ